ဇလန်ကမကာအိုမြို့ရဲ့ကောင်ကင်းရန်ထက်ကနေစတင်ပါတယ်ဒီမြို့မှာ Sky Eye လို့ခေါ်တဲ့ကမ္ဘာအဆင့်မြင့်ဆုံး AI စောင့်ကြည့်ရေးစနစ်ရှိပါတယ်လူတစ်ယောက်ရဲ့မျက်တောင်ခတ်တာကအစအကုန်ချေရခံနိုင်တယ်လို့ကြွေးကြော်ထားလာပါဒါပေမဲ့တညမှာတော့မဖြစ်နိုင်တာကြီးဖြစ်လာပါတယ်နီးပညာရဲ့အလင်းဆက်တွေအောင်မှာတင်ဒေါ်လာဘီလီယံချီတန်းနဲ့ crypto ပိုင်ဆိုင်မှုတွေပျောက်ချင်းမလားပျောက်ဆုံးသွားခဲ့ပါတယ်ခိုးသူတွေက AI ကိုတောင်လှည့်စားပြီးသူတို့ရဲ့ပုံရိပ်တွေကိုဖျောက်သွားနိုင်ခဲ့တာပါရဲတပ်ဖွဲ့အထူးလုံးအလောက်ရှုပ်ကုန်တယ်ဘသူ့ကိုဖမ်းရမှမသိဖြစ်နေချိန်မှာအထက်လူကြီးတွေတတိယလိုက်တဲ့သူကတော့1 Jackie Chan ပါ1ကအကုန်ဆိုအနားယူပြီးသမီးဖြစ်သူနဲ့အေးအေးဆေးဆေးနေနေလဲသူပေါ့သူကခေတ်သက်စက်ကကြီးရားတွေကိုမယုံဘူးလူရဲ့မျက်လုံးနဲ့အာယုံကိုပဲယုံတဲ့ဝါရင်ကြီးပါရဲတပ်ဖွဲ့ကသူ့ကိုအကူအညီတောက်တော့ပထမမှာညင်းပင်မိုက်ဒီအမှုနောက်ွယ်မှာသူတို့မိသားစုနဲ့ပတ်သက်နေတဲ့အရေးမဲနေရှိနေတာကြောင့်နောက်ဆုံးမှာလက်ခံလိုက်ပါတော့တယ်ဝိုင်းနဲ့အတူလက်သွဲဖို့ပေးလိုက်တဲ့သူကရဲမယ်လီဟီထူးဆန်းတာကဟီဟာဝိုင်းရဲ့အရင်ကတည်ဆုံးသွားခဲ့တဲ့လက်သွဲပေါ်ရဲ့သမီးဖြစ်နေတာပါပဲဟီကဝိုင်းကိုသူ့အဖေတည်ဆုံးမှုအတွက်အပြစ်တင်နေတဲ့သူမို့သူတို့နှစ်ယောက်ကြားမှာတဲမာမှုတွေရှိနေပါတယ်ဝိုင်းကရဲတဲ့ဖွယ်ကိုစခေါ်ကြတဲ့က diary ဟောင်းကြီးတစ်လုံးနဲ့ခဲတံတစ်ချောင်းပဲယူခိုင်းပါတယ်မင်းတို့ AI ကလိန်ရင်လိန်လိမ့်မယ်လူရဲ့ကိုယ်အမူအရာကတော့မလိန်ဘူးဆိုပြီးတင်းပေးပါတယ်သူတို့စုံစမ်းညင်းတဲ့ဒီခိုးမှုရဲ့ကောင်းဆောင်ကဖူးဆိုတာကိုသိလာပါတယ်ဖူးဟာ The Shadow လို့နာမည်ကြီးပြီးတခိုးခွိုင်ကိုမိသားစုတစ်ခုလိုတီးဆောက်ထားတဲ့သူပါသူမှဝေးစားသား9ယောက်ရှိပြီးတယောက်ချင်းစီကကျွမ်းကျင်မှုတစ်မျိုးစီရှိကြပါတယ်ဇလန်ရဲ့အချိန်ကမကားအိုးညိုလဲကဈေးဝယ်စင်တာတစ်ခုမှမြင်တက်လာပါတယ်ဝမ်ကဖူးရဲ့ခြေရာကိုအနံ့ခံပြီးနောက်ယောင်ခံလိုက်ပါတယ်မထင်မဲ့ပဲသူတို့နှစ်ယောက်ဓာတ်လေကားတစ်ခုထဲမှာစုံမိသွားကြပါတယ် brain တဲ့သူအသက်ရှူအောင်ထားရတဲ့အခန်းပေါ့ဖူးကဝမ်ကိုရဲမှန်းရိမိသလိုရှိပေမဲ့ဝမ်ကဟေကိုသူ့ရဲ့စိုးပင်းနေသမီးတယောက်လိုဟန်ဆောင်ပြီးစူပူဖျက်လိုက်ကြကြောင်းဖူးခဏတာဝေခွဲမရဖတ်သွားပါတယ်အဲ့ဒီမှာတင်ဝမ်ကဖူးရဲ့အင်ဂျီအိတ်ထဲကိုအသေးစာခြေရခံဇလီတစ်ခုထည့်လိုက်နေတယ်ဒါပေမဲ့ဖူးဆိုတာကလည်းတာမန်မဟုတ်ပါဘူးဓာတ်လေကားတွေကထက်တန်းနဲ့သူ့အခြေအနေကိုသိသွားပြီးဝမ်ကိုခတ်အေးအေးပဲပြုံးပြပြီးလူအုပ်ထဲပျောက်ကွယ်သွားပါတယ်ဒါဟာဂန်ဒဝဲနီရုပ်ရဲ့ပထမဆုံးစစ်တုရင်ကစားခွဲပါပဲဖူးရဲ့ခွိုင်းထဲမှာလည်းပြဿနာတွေတက်လာပါတယ်သူ့ရဲ့မွေးစားသားတွေကပတ်စံတွေအများကြီးမြင်လိုက်တော့သူတို့အဖေဖူးကိုတတ်ပြီးပတ်စံယူဖို့ကြံစီကြပါတယ်သူတို့ကဖူးကိုမိဘမယ်ဂေးအားမောင်းကြီးခုစီခေါ်သွားပြီးအဲ့ဒီမှာတင်ထောင်းချောင်ဆင်လိုက်ပါတယ်ဒီအခန်းမှာတူနီလယုံရဲ့တယောက်ဆောင်ချက်ကတကယ်ကိုအေးဆက်လာပါတယ်သူသားတွေကသူ့ကိုတစရာဖောက်တာတိလိုက်တဲ့အချိန်မှာဖူးဟာတကယ်ဝင်းပလွေးတကောင်လိုဂရန်တပ်သွားပါတယ်ဒါတလားနဲ့တင်သူ့ကိုတတ်ဖို့လာတဲ့လူသက်သားတွေကိုတယောက်ပြီးတယောက်ရှင်းပြလိုက်တာတွေးချောင်းစီးသွားတာပဲအဲ့ဒီအချိန်မှာဝမ်နဲ့ရဲတဲ့ဖွဲ့ကလည်းရောက်လာတော့တိုက်ပွဲကသုံးပွင့်ဆိုင်thứcကုန်ပါတယ်ဝမ်ကဖူးကိုမသေးစေချင်ဘူးအရှင်ဖမ်းချင်တာဒါပေမဲ့ဖူးကတော့အားလုံးကိုဖျက်ဆီးပစ်ဖို့ပဲစိတ်ကူးထားပါတယ်ဇသိန်းပိုင်းကတော့မကာအိုရဲ့အကြီးဆုံးဘူတာယုံကြီးမှာပဲဖူးဟာဒဏ်ရာတွေနဲ့ထပ်သေးဖို့ကိုးစားနေတဲ့အချိန်မှာဝမ်နဲ့ထိတ်တိုက်တိုးပါတယ်အသက်90ကျော်ဂျက်ကီချန်နဲ့တိုနီလယုံရဲ့တိုက်ကွက်တွေကရင်သက်ရှူစေရပါပြီဝမ်ကယထာတွဲတွေကြားမှာဖူးကိုပိထားပါတယ်ဖူးကငါတို့ကအရေးတွေပဲငါ့ကိုဖမ်းလို့ရပေမဲ့အမှောင်တုံးကဖမ်းလို့မရဘူးဆိုပြီးဝမ်ကိုတင်ပေးပါတယ်သူ့ရဲ့ပစ္စည်းတိုင်းကိုလက်နက်အဖြစ်သုံးနိုင်တဲ့အစွမ်းနဲ့ပြန်လဲခုခံပါတယ်နောက်ဆုံးမှာတော့ဖူးဟာထွက်ပြေးစရာလမ်းမရှိတော့ပဲတန်းလမ်းပေါ်မှာလဲသွားခဲ့ပါတယ်ဖူးကိုဖမ်းဆီးနိုင်ခဲ့ပြီးခိုးယူထားတဲ့ငွေတွေကိုလည်းပြန်ရခဲ့ပါတယ်ဝမ်နဲ့ဟေးတို့လည်းတယောက်ကိုတယောက်နားလည်မှုရသွားပြီးအရင်ကနားချင်းချက်တွေကိုလွတ်ချလိုက်နိုင်ပါတော့တယ်ဒါပေမဲ့ဇလိုင်းရဲ့အဆုံးမှာတော့ဖူးရဲ့တတိယမြောက်သားတယောက်ကပတ်စံဒီအချိုးနဲ့အတူတခြားနိုင်ငံတစ်ခုမှာပေါ်လာတာကိုပြပြပြီးအရေးဆိုတာဘယ်တော့မှမအဆုံးသတ်ဘူးဆိုတဲ့အတိပယ်နဲ့ဇလန်ကိုအဆုံးသတ်လိုက်ပါတော့တယ်